Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ရောင်စင်းလေးရတဲ့တမျိုးလေးထူချပြီးတော့စိတ်မွှေးလေးနဲ့တမျိုးလေးစားလို့ကောင်းတယ်နှစ်ထပ်ကော်ဖီတာကိုအုံလုံးကြောက်ကြော်ပြုလုပ်နေလေးကိုလာမျှရပေးတာဖြစ်ပါတယ်အရင်ဦးဆုံးဖြိုးတို့ရေနွေးကိုအရင်တက်ထားပေးလိုက်ပါမယ်ရေနွေးလေးဆူတာပြီဆိုလို့ရှိရင်တော့တာကူဆန်နှစ်ခွက်နဲ့တစ်ခွက်စာလောက်ကိုထည့်ပြီးတော့ဒီကော်ဖီအချမ်းမှုတ်ကိုထမင်းစားစုံနဲ့တစွန်းစာလောက်ကိုပါထည့်ပြီးတော့သမတွားအောင်ပေါ့နော်မှွေထားပေးလိုက်ပါတယ်ရှင်ဒီကြောက်ကြော်လေးကိုတော့တကယ်လို့ကိုကကော်ဖီကြိုက်တဲ့သူဆိုလို့ရှိရင်တော့ရမ်းကြိုက်မှသိချပါတယ်အရောင်စင်းလေးရတာရောက်ပေါ့နော်တော်တော်လေးကိုကောင်းပါတယ်ဒီကော်ဖီတော့ဖြိုးက black coffee အကျန်းကိုသုံးထားပါတယ်နော်။ခဲ့ပြီးတော့သူအားလုံးသမတွားအောင်မှွေထားပေးလိုက်ပါမယ်။သမလာပြီဆိုလို့ရှိရင်ဖုံးလေးအုပ်ပြီးတော့မီးလက်လက်နေထားလေးနဲ့15မိနစ်လောက်ကြိုသွားပေးလိုက်ပါမယ်ရှင်။ကဲဖြိုးတို့ကြိုသွားပေးလိုက်တာ15မိနစ်လောက်ရပြီးတော့တာကူမျက်စိလေးတွေကလည်းပျောက်ခါနေပြီဆိုလို့ရှိရင်တော့မီးကိုပိတ်မယ်။ပြီးရင်တော့နည်းနည်းလေးသမတွားအောင်မှွေပြီးလို့ရှိရင်အဖုံးလေးအုပ်ပြီးတော့သူ့ရဲ့အပူရှိန်လေးနဲ့ပဲနောက်ထပ်7မိနစ်လောက်နှက်ထားပေးလိုက်ပါမယ်။ဒီနှစ်လွာကြောက်ကြော်လုံးနေရဖြိုအများကြီးတင်ပေးဖို့ရပေါ့နော်တော်တော်များများကလည်းကြောက်ကြော်လုံးနေလေးတွေကိုတင်ပေးပါဆိုလို့ဖြိုပါတစ်မျိုးပြီးတစ်မျိုးမယိုးတဲ့ပုံစံလေးနဲ့တင်ပေးတာပဲဖြစ်ပါတယ်ရှင်ကဲဖြိုးနဲ့ထားလိုက်တာ7မိနစ်ပြည့်ပြီးတော့တာကူမျက်စိလေးတွေကပျောက်သွားပြီဆိုလို့ရှိရင်တော့သူ့ကိုနှစ်ရေလောက်ရေအေးလေးနဲ့ဆေချပြီးလို့ရှိရင်ရေစစ်ပေးထားလိုက်ပါမယ်ပြီးရင်တော့ဖြိုးတို့အုံတို့ကြိုပေးရန်အတွက်တကြားထမင်းစားစွန်းနဲ့6စွန်းစာကိုကျုံမဲ့အိုးထဲကိုထည့်ပေးလိုက်ပါတယ်ပြီးတော့စားလက်ဖက်ရည်စွန်းတစ်ဝက်စာလောက်နဲ့ကြောက်ကြော်မုတ်ထမင်းစားစွန်းနဲ့2စွန်းစာလောက်ကိုထည့်ပြီးတော့အုံတို့ကိုနည်းနည်းချင်းစီထည့်ပြီးတော့တမတွားအောင်ပေါ့နော်မှွေထားပေးလိုက်ပါတယ်အုံတို့တော့ဖြိုးဒီမှာ250မိနစ်လေးသုံးထားပါတယ်နော်အုံတို့ထည့်ပေးရတဲ့ဖြိုးပါရေသက်400မိနစ်လေးကိုပါထည့်ပြီးတော့တမတွားအောင်ပြန်ပြီးတော့မှွေထားပေးလိုက်ပါတယ်ရှင်။မှွေသွားလိုက်တာတမသွားပြီဆိုလို့ရှိရင်တော့သူ့ကိုမျိုးပေါ်တင်ပြီးတော့ကြိုသွားပေးလိုက်ပါမယ်။အုံတို့အိုးလေးကနည်းနည်းလေးစုပြီးတော့နည်းနည်းလေးပြတ်တက်နေထားလေးရောက်တဲ့ထိပေါ့နော်ကြိုသွားပေးလိုက်ပါမယ်ရှင်။ကဲဖြိုးတို့ကြိုသွားပေးလိုက်တာအခုလိုမျိုးလေးနည်းနည်းလေးစုပြီးတော့နည်းနည်းလေးပြစ်လာပြီဆိုလို့ရှိရင်တော့ခဏကရေဆေးပြီးတော့ရေစစ်ထားတဲ့တာကူကိုထည့်ပြီးလို့ရှိရင်တမတွားအောင်ပြန်ပြီးတော့ခဏလောက်မှွေထားပေးလိုက်ပါမယ်ဒီမှာဆိုလို့ရှိရင်တော့တာကူထည့်ပြီးလို့မှွေသွားပေးလိုက်တာ2မိနစ်လောက်ကြာပါတယ်မှွေသွားလိုက်တာအားလုံးနဲ့တမတော့ပြီဆိုလို့ရှိရင်တော့သူကမေးပွားချပြီးလို့ရှိရင်အေးခံမဲ့ခွက်လေးထဲကိုထည့်ပေးလိုက်ပါမယ်နော်ခွက်လေးထဲကိုထည့်ပေးရတဲ့ဖြိုးကတာကူမျက်နှာပြင်တွေညီသွားအောင်ပေါ့နော်အခုလိုမျိုးလေးညှိထားပေးလိုက်ပါတယ်ပြီးရင်တော့ခွက်လေးကိုတစ်ချက်လောက်ဆောင်းပေးလိုက်မယ်ပေါ့နော်ပြီးတော့သူ့ကိုလုံးဝအေးပြီးတော့ခဲသွားတဲ့အထိအေးခဏပေးလိုက်ပါမယ်နော်အေးသွားတဲ့ဆိုလို့ရှိရင်တော့သူကနှစ်ထပ်ဖြစ်သွားတယ်ပေါ့နော်သူ့လိုကဲဖြိုးတို့အေးခဏလိုက်တာလုံးဝအေးပြီးခဲသွားပြီဆိုလို့ရှိရင်တော့အပြင်ထုတ်မယ်ပြီးရင်တော့တုံးကြီးသေးကိုစိတ်ကြိုက်လေးဖြတ်ပြီးလို့ရှိရင်တော့သုံးဆွနိုင်ပါပြီရှင်ကဲအခုဆိုလို့ရှိရင်တော့ရောက်စင်းလေးရတဲ့တမျိုးလေးထူချပြီးတော့ရတာကလည်းတမျိုးလေးစားလို့ကောင်းတယ်ဖြူတို့ရဲ့နှစ်ထပ်ကော်ဖီအုံလုံးကြောက်ကြော်မုတ်ချိုလေးရတော့စားဖို့စသက်ဖြစ်နေပါပြီရှင်စားလို့လည်းကောင်းပြီးတော့လုံနေလေးရလည်းလွယ်ကူတာမို့ဒီဗီဒီယိုလေးရအားလုံးအတွက်စင်ကြည့်မယ်လို့မျှော်လင့်ပါရရှင်ဒါဆိုဖြူရဲ့နောက်ဗီဒီယိုအသစ်တွေမှာပြန်ဆောင်ကြမယ်နော်အားလုံးပဲဘိုင်